တခါတလေကျွန်တော်တို့ကသူများအတွက်အချိန်ပေးတယ်သူများအတွက်စိတ်ပူတယ်သူများလိုအပ်တာကိုအရင်စဉ်းစားပြီးတယ်ဒါပေမဲ့မေးကြည့်ဘူးလားငါအတွက်ရောငါဘာပြီးခဲ့ပြီးပြီလဲလူတိုင်းကိုနားလည်ပြီးရင်ကိုယ်ခံစားချက်တွေကိုလစ်လျူရှုမိတယ်လူတိုင်းကိုကူညီပြီးရင်ကိုယ်တိုင်ပင်ပန်းနေပြီဆိုတာမေ့သွားတယ်အမြဲတမ်းရပါတယ်လို့ပြောနေရင်တကယ်တော့ကိုယ်အတွင်းမှာတော့မရတော့ဘူးလို့အော်နေခဲ့တာဖြစ်နိုင်တယ်မှတ်ထားပါကိုဂယုစိုက်တာဟာတကူကောင်းစံတာမဟုတ်ပါဘူးအနားယူဖို့လိုတဲ့အချိန်မှာအနားယူပါမလုံနိုင်တော့တဲ့အရာကိုမလုံနိုင်ဘူးလို့ပြောပါကိုယ်စိတ်ကိုနာကျင်စေတဲ့နေရာကနေနည်းနည်းနောက်ဆုတ်ပါကိုယ်အတွက်အချိန်ပေးပါဘာလို့လဲဆိုတော့ကိုယ်တိုင်ဗလာဖြစ်နေတဲ့အခါသူများကိုအပြည့်အဝပေးနိုင်မှာမဟုတ်ဘူးကိုယ်တိုင်မချစ်နိုင်တဲ့အခါသူများစီကအချစ်ကိုပဲအမြဲတောင်းနေမိနိုင်တယ်ဒါကြောင့်သူများကိုမပေးခင်ကိုအရင်ပေးပါအနားယူခြင်းကိုပေးပါအချစ်ကိုပေးပါခွင့်လွှတ်ခြင်းကိုပေးပါကိုအိမ်မက်တွေအတွက်အချိန်ကိုပေးပါဒီနေ့ကစားပြီးသူများအတွက်ပဲအသက်ရှင်မနေပါနဲ့ကိုဘဝမှာကိုလည်းအရေးကြီးတယ်ဆိုတာမမေ့ပါနဲ့သူများကိုချစ်ပါသူများကိုကူညီပါဒါပေမဲ့ကိုလည်းမမေ့ပါနဲ့ဘာလို့လဲဆိုတော့ကိုအရင်ဖြည့်ဆည်းပေးနိုင်မှသူများကိုလည်းအပြည့်အဝပေးနိုင်မှာပါ